ခိုင်ရီဒါချန်နယ်ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထောင်းလင်းတင်ဆက်ပေးချင်တာဆိုရင်ဖြင့်စာရေးဆရာကြီးပြည်တော်သားဦးထွန်းရည်ရေးသားပြုစုထားတဲ့38ပြမင်္ဂလာဝတ္ထုတော်ကြီးတွေကမှာဒါနေစဓမ္မစရိယာစာပြင်စနာဒေသနာတော်မင်္ဂလာတရား၄ပါးပါဝင်တဲ့အကြောင်းအရာတွေကမှာမြတ်တော်ခြင်းကိုကျင့်ရခြင်းရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုပြောလွှင့်ပေးမှာဖြစ်ပါတယ်။ကိုကျင်တရားမကောင်းတဲ့အတွက်ပျက်စီးတဲ့အချောင်းသမားအကြောင်းကိုပြောပြပေးချင်တာပါ Subscribe like and share ခေါင်းလောင်းလေးနေပြပေးသွားပါနော်ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆောင်းလိုက်ပါပြီကျမကတော့ခိုင်ပါရှင်နောင်ဝဲအေးဖို့မောင်မဲကလေးတို့ရှောင်ပွဲရေးပါမြင့်မြတ်စင်ကြယ်ကျင့်ပွဲတရားကိုနှစ်မချကျင့်ကြပါအကျင့်ယုံမှာတိတ်ခါနေတော့ပြတ်မှာမလွယ်လွန်သေးကြောင်းတီလာမှန်မှန်ဖောက်ပြန်ရေးကြနောင်ရံမအေးဖြစ်တတ်တာလူနတ်မခင်ပြင်းပြင်းမုံလျက်စက်တီအားလုံးညှို့နှွမ်းကကျန်းကဖန်ကလှရှာသမျှပြုံမမုတ်ချစီစိမ်မှာဥပဗေဒရမန်မပြတ်ကြံဖန်ညိကဆင်းရဲရာမဲရွေယွန်ရှာမြစ်တာတုံလျက်တသက်ပတ်လုံးဆုံးရှုံးမှာဒါကြောင့်မောင်မယ်ကလေးတို့ကိုကျင်တရားမြဲကြပါအဲ့ဒါမှနောင်ဝဲအေးဖို့ဓမ္မစရိယာမင်္ဂလာကိုကျင်တရားချုံရင်ညာကပြက်ပြားမိမှာလွန်သေးကြ၏တဲ့တိတ်တနိဘတ်ပလရကဇက်အကြောင်းကိုပြောပြပေးကြပါရရှင်ရှေးလုံးလေးပြီးတော့ကတိကရစ်အတိုင်းမှာကုံသေး900တို့ဟာကုံကူးရန်အတွက်သင်္ဘောတစ်စင်းမှာကုံပြေးကိုတင်သမုတ်တရားကိုလွှင့်ခဲ့ကြပါတယ်။9ရက်မြောက်တဲ့နေ့မှာတော့လိမ်မုံတိုင်းမိတဲ့အတွက်သင်္ဘောပြက်လျာ9လိပ်တွေရဲ့အစာဖြစ်သွားကြတော့တာပေါ့။အဲဒီထဲမှာလူတယောက်ပဲပြင်ချက်ကိုတွဲပြီးတော့မျောပါလျာကရပီယာသင်္ဘောစိတ်ကိုရောက်လေတော့တယ်။အဝင်းမရှိအချီးစီးဖြင့်ကမ်းမော်ကိုလေးဘက်တွားတက်လျာလူတွေကအေယဟန်ကအလွန်နေ၏အဝိမြမဝိဒလို့ဆိုကထမင်းအဖျော်တွေကိုပေးပြီးရှ िख ိုးကုန်ကြတော့တာပေါ့ဒါပေမဲ့အဲ့ဒါယဟန်မဟုတ်ဘူးเนาะသူကယဟန်လို့ဖြစ်သွားခဲ့တာဒီတင်မောပြက်ပြီးတော့ရှိတဲ့ပြင်ချက်ကိုဖတ်တွဲပြီးသူလာလိုက်တဲ့အချိန်မှာဒီကန်းအောင်မကိုက်ခင်မှာဂျားထဲမှာသူကအကုန်လုံးအဝယ်စားတွေကုန်လာစုပ်ပြတ်သားကုန်တာဒါပေမဲ့လူတွေကမြင်တဲ့အချိန်မှာသူယဟန်လို့ထင်တာအဲ့ဒီခါမှာတဲ့ဒုက္ခတဲ့တင်မောသားကလည်းငါကတော့ဆိုင်ကောလို့ချုံမောရောက်ပြီးအတန်မွေးရန်ခွင့်ရပြီပေါ့အချောင်းသမားအဲ့လိုကြံပြီးတော့အစာတွေကိုလက်နဲ့မစားပဲလေးဘက်ထောက်ကခွေးကဲသို့ပါဇက်နဲ့ဟက်၍စားလေတယ်အကျဉ်ကျတကယ်သို့ထက်ဝဲဖွဲ့ကထိုင်ပြတယ်ပါဇက်ကလည်းတိုးနဲ့ရွတ်ပြတော့တာပေါ့အဲ့ဒီသူတွေကိုလူတွေကကရန်ပီယာတကတုံးလို့ခေါ်ကြပါတယ်အဲ့ဒီကရန်ပီယာကိုနဂါးနဲ့ခလုံးလေးလဲစီးကပ်ကုန်ကြတော့တာပေါ့လူတွေလွန်စာကြီးညိုကိုးခွေကြလေတော့တယ်ဒီနေ့မှာတော့ဂလုံမဲလာပြီးနဂါးတွေကိုဂလုံများဖမ်းရမှာဂလုံတို့များစွာတေးကြေးပြက်စီးကြတဲ့အတွက်နဂါးရီရဲ့လျှို့ဝှက်သောနီးကိုမေးပြီးပါရန်ပြောကြားကြတော့တာပေါ့ဒီတော့တကတုံးကလည်းနဂါးမဲလာတဲ့ခါမှာမေးလျာပထမညင်းတော်လေးပဲနောက်ဆုံးအားနာတဲ့အတွက်အမိရနေဖမ်းမဲဆိုရင်အလွယ်နဲ့ရနိုင်ကြောင်းပြောလိုက်မိတော့တယ်လေဒီတော့ဂလုံမဲလာတဲ့ခါမှာဒီအကြောင်းတွေကိုပြန်ပြောပြလျာဂလုံမင်းကဤသူကသူယုံမှာပါလားအကျင့်မကောင်းတဲ့သူပါလားမိတ်ဆွေကိုမဆောက်တူးစကားကိုတူးကိုပြောတယ်ဒလိုချမ်းပြီးအနီးမှာရှိတဲ့နဂါးကိုအမိရနေဖန်ကကောင်းကင်ကိုပြန်လေတော့တယ်တကယ်တော့ဒီနဂါးမင်းနဲ့ခုနတကတုံးကဒီသင်္ဘောပြက်သားကသင်္ဘောပြက်ပြီးတော့ပါလိုက်ဒုက္ခတရားသူကမိတ်ဆွေဖွဲ့ထားတာဒါပေမဲ့ဂလုံမင်းကဖမ်းလို့မရဘူးဆိုတဲ့အချိန်မှာဘယ်လိုပြောရမလဲသူကစီးမဆောင်ပေါ့နော်ကိုနဲ့ခင်နေတဲ့သူအချင်းချင်းမှာဒီလိုမျိုးမပြောတဲ့စကားတွေကိုယုံကြည်လို့ပြောလိုက်တဲ့စကားတွေကိုတစ်ဖက်သူကိုပြန်ပြောတယ်ပေါ့နော်ဒါစီးမဆောင်တဲ့သူတဲ့အဲ့ဒီအတွက်ဒီလောက်တောင်စီးမဆောင်မှုပြီးတော့နဂါးကလည်းပြောရကောင်းလားဆိုပြီးတော့ဂလုံကဒီလောက်တောင်ဖြစ်အားဆိုပြီးတော့နဂါးကိုဖမ်းလိုက်တယ်တဲ့နော်အဲ့ဒီအချိန်မှာပဲတဲ့ဂလုံမဲလာတဲ့အချိန်မှာတဲ့သူကပြန်ပြောပြလိုက်တယ်ကောင်းကင်ကိုပေါ့နော်အမိကနေဖမ်းပြီးတော့ဂလုံကပြန်တက်သွားလိုက်တယ်ဒါနဲ့နဂါးမင်းကလည်းငါလျှို့ဝှက်အပ်သောစကားကိုလူယုံမာကိုပြောမိရတဲ့အတွက်ပျက်စီးရတယ်ဒါလို့ဆိုကငိုလေတော့တယ်နှောင်းနောင်တာနောင်မရတဲ့ဂလုံမဲလဲအဆွေမကြောက်ပါနဲ့သင်ကိုငါအသက်ကိုပေးပါ၏ဒါလို့ဆိုကလွတ်ပေးလိုက်တယ်တဲ့ဂလုံမဲကလည်းဒီနဂါးကိုပေါ့နော်လူတွေကိုမယုံမိစေနဲ့ဆိုပြီးတော့အဲ့ဒါလှုပ်ပေးလိုက်တာအဲ့တော့ငငယ်တော့အဖွားတို့ကပြောပြီးတယ်တစ်ပင်ကောက်တာမြင်ရတယ်လူကောက်တာမမြင်ရဘူးကိုကဒူးကိုဒူးကိုကချွန်းကိုဒူးတော်မယုံရဘူးတဲ့ကိုမှရှိတဲ့ဒူးတော်မှာတခါလေးလမ်းလျှောက်ရင်းနဲ့ညွတ်ခနဲ့ရိုင်ခနဲ့ဖြစ်သွားအဲ့တော့ကိုမှရှိတယ်မတိအပ်တဲ့အကြောင်းအရာလျှို့ဝှက်ချက်တွေဆိုတာဘသူမှယုံလို့မရဘူးပေါ့နော်အိုးလုံးတရားဝဲပိတ်လို့ရတယ်တဲ့ပါဇက်တစ်ပေါက်ကိုပိတ်လို့မရဘူးဘသူမှမယုံပါနဲ့ဆိုတဲ့ဒီသင်ခန်းစာလေးလည်းဒီထဲမှာပါပါတယ်ဂလုံးနဲ့နဂါးတို့တကတုံးထံကနေလာပြီးတော့တင်ရသက်စာမရှိတဲ့သူယုတ်အကျင့်တရားမရှိဝမ်းရည်အတွက်အယောင်ဆောင်နေတဲ့သူဖြစ်တယ်။တင်ကုန်ငါတို့မြစ်တာပြက်ပြီးဒီလိုပြောကြတော့တာပေါ့။အဲဒီခဏမှာတကတုံးရဲ့ဦးကောင်းက80ခွဲပြီးငရဲဒိန်းတွေကလာလက်ပြီးတော့
ငရဲကိုဆွဲခေါ်သွားကြပါတော့တယ်တဲ့ကိုကျင်တရားမပြည့်စည်ကြပါစေနဲ့တဲ့ဓမ္မစရိယာအကျင့်မြတ်မရှိဘဲရှိလေဟန်ဆောင်နေအချောင်စားပေါက်ထွင်ခြင်းဟာကြီးစွာသောပျက်စီးခြင်းကိုဧကရောက်ရမှာဖြစ်ကြောင်းပြဆိုထားလျာမုတ်ချတိုးတက်ကြီးပွားချမ်းသာခြင်းမင်္ဂလာကိုအလိုရှိကြကုန်သောသူတို့သည်အယောင်ဆောင်ကိုကျင်တရားမဟုတ်တဲ့မြင့်မြတ်တဲ့ဓမ္မစရိယာအကျင့်သီလတွေကိုစ조사တည်ဆောက်ကြရမယ်လို့ဒီကနေ့အကြောင်းအရာလေးကနေပြီးတော့မျှဝေထားတာပါနောက်တစ်ခါမှလည်းပရိသတ်တွေစိတ်ဝင်စားစေမယ့်ဆွေမျိုးတွေကိုထောက်ပံ့ရခြင်းရဲ့ကောင်းခြင်းစိုးခြင်းတွေကိုဆက်လက်ထုတ်လွှင့်ပေးပါမယ် Subscribe like and share ခေါင်းလောင်းလေးနေပြီးအားပေးသွားပါနော်အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်